အာလူထမင်းနဲ့တပွဲဆိုတာအာလူပြုတ်ပြီးတော့ထမင်းကိုတည်ပြီးသွားပြီဆိုရင်ရပါပြီဒါပေမဲ့ဒီလိုမျိုးခရမ်းချင်သည့်အနှစ်နဲ့ကြက်သွန်ပြူစီဂျယ်လေးတော့ရှိဖို့လိုတာပေါ့နော်ဒီနေ့ဗီဒီယိုလေးမှာတော့ဒီခရမ်းချင်သည့်အနှစ်လောက်တာအနေစပြီးတော့အာလူထမင်းနဲ့တပွဲရတဲ့အထိအစားအဆုံးလုပ်ပြပေးတော့မှာမို့လို့အာလူထမင်းနဲ့ကြိုက်တယ်ဆိုရင်ဗီဒီယိုလေးကိုဆောင်ဆက်ပြီးတော့ကြည့်ပေးကြပါအောင်နော်အာလူထမင်းနဲ့လုပ်ဖို့အတွက်အဓိကပါဝင်ပစ္စည်းတွေအနေနဲ့အာလူရဲ့ရှမ်းဆက်ရဲ့ခရမ်းချင်သည့်ရဲ့ရှင်ရပါပြီဆန်ကတော့အိမ်မှာပုံမှန်ထမင်းချက်နေကြဆန်ကိုပဲသုံးရှမ်းဆန်ကိုပဲသုံးရပါတယ်ဒါပေမဲ့အာလူထမင်းနဲ့ကိုပို့ပြီးတော့စီစီလေးဖြစ်သွားအောင်လို့ဒီတစ်ခါမှာတော့ရှမ်းဆန်ကိုအသုံးပြုလိုက်တာဖြစ်ပါတယ်ရှမ်းဆန်ကိုချက်ဖို့အတွက်အရင်ဆုံးဆန်ဆေးလိုက်ပါမယ်ရှမ်းဆန်ရဲ့ရေအချိုးကတော့ဆန်တုံးပေါ်မှာဆန်တစ်လုံးကြီးတစ်လုံးလို့ရေးပေးထားပါတယ်ဒါပေမဲ့ဒီတစ်ခါတော့ငါးထမင်းနေမှာဖြစ်လို့ဆန်ကိုစီစီပျော့ပျော့လေးရအောင်လို့ဆန်လေးလုံးကိုရေငါးလုံးခွဲထည့်ပြီးတော့ချက်လိုက်ပါတယ်ဆန်ဆေးပြီးသွားပြီဆိုတော့အခုထမင်းကိုလေးတည်ထားလိုက်ပါမယ်ထမင်းကိုတည်ထားတော့မှခရမ်းချင်သည့်အနှစ်နဲ့အာလူပြုတ်တာကိုလှုပ်ထားပါမယ်အရင်ဆုံးခရမ်းချင်သည့်၈လုံးလောက်ကိုရေနဲ့တေချာလေးဆေးထားလိုက်ပါမယ်အာလူကိုလည်းရေဆေးထားပါမယ်အာလူကတော့ site အကြီးသေးပေါ်မူတည်ပြီးတော့6လုံးကနေ8လုံးအထိအသုံးပြုပါမယ်ခင်ဗျာခရမ်းချင်သည့်တွေကိုပြုတ်ပြီးသွားတဲ့အခါမှာအခွန်ခွာလွယ်အောင်လို့မပြုတ်ခင်ထိတ်ကိုဓာတ်နဲ့အပေါင်းပုံစံလေးလိုက်ပြီးတော့ခွဲထားပါမယ်အခုခရမ်းချင်သီးပြုတ်ဖို့အတွက်အိုးတအိုးတွေကိုရေထည့်လိုက်ပါမယ်ပြီးသွားရင်ခရမ်းချင်သီးလေးတွေကိုထည့်ပြီးတော့အဖုံးအုပ်ပြီးတော့နူးသွားတဲ့အထိပြုတ်ထားလိုက်ပါမယ်ခရမ်းချင်သီးနူးသွားပြီဆိုမှဒီရေထဲမှာပဲအာလူဆက်ပြုတ်မှာဖြစ်ပါတယ်ခရမ်းချင်သီးပြုတ်ထားတော့မှကြက်သွန်ဖြူအကြီး၄ဦးနဲ့အနီ2ဦးကိုအခွန်ခွာထားလိုက်ပါမယ်အဲ့မှာကြက်သွန်အဖြူ3ဦးကစီချက်ချက်ဖို့အသုံးပြုပါပါကျန်တဲ့အဖြူ2ဦးနဲ့အနီ2ဦးကိုတော့ခရမ်းချင်သီးစီတက်ဖို့အတွက်အသုံးပြုပါမယ်ပထမဦးဆုံးငရုတ်သီးစီတက်ဖို့အတွက်ကြက်သွန်အနီရဲ့ကြက်သွန်အဖြူရဲ့ငရုတ်သီးမှုန့်ရဲ့ကိုရောပြီးတော့ကြိတ်ထားပါမယ်စီချက်ချက်ဖို့ကြက်သွန်ဖြူတွေကိုတော့ကျိတ်ဆက်နဲ့မညက်တညက်ကျိတ်ထားလိုက်ပါမယ်။ကဲလို့ကျိတ်ဆက်မရှိဘူးဆိုရင်လည်းတပြားရိုက်တာဖြစ်ဖြစ်အယုတ်စုံနဲ့မညက်တညက်ထောင်းလိုက်တာဖြစ်ဖြစ်ရပါတယ်။အခုစီချက်ချက်ဖို့အတွက်အိုးတွေကိုစီထည့်ပြီးတော့ပူပေးလိုက်ပါမယ်။စီပူလာပြီဆိုရင်တော့စနွင်းမုတ်အနည်းငယ်ထည့်လိုက်ပါမယ်။ပြီးတော့ရင်မညက်တညက်ကျိတ်ထားတဲ့ကြက်သွန်ဖြူလေးတွေကိုထည့်ပြီးတော့စီချက်ချက်ပေးလိုက်ပါမယ်။ကျက်သွန်ဖြူအနှံလေးမှုေးပြီးတော့အနားလေးကျွတ်လာပြီဆိုရင်တော့ရပါပြီစီချက်ရသွားပြီဆိုရင်တော့စီချက်ဖက်လေးတွေကိုအရင်ဆယ်ပြီးတော့စီစစ်ထားလိုက်ပါမယ်စီချက်ချက်တဲ့စီအေးသွားပြီဆိုမှအဖက်နဲ့စီနဲ့ကိုပြန်ပြီးတော့ရောပါမယ်အဲ့လိုအေးသွားမှပြန်ရောလိုက်မယ်ဆိုရင်တော့ကျက်သွန်ဖြူစီချက်အဖက်လေးတွေကအချိန်အကြာကြီးကျွတ်နေပါပဲဖြစ်ပါတယ်အခုခရမ်းချင်သီးပြုတ်ထားလဲတော်တော်လေးကြာသွားပြီခရမ်းချင်သီးလေးတွေကလည်းနူးသွားပြီဆိုတော့ပြုတ်တဲ့အိုးတွေကနေဆယ်ထားလိုက်ပါမယ်ဆယ်ပြီးသွားရင်တော့အခွန်ခွာဖို့အတွက်ခဏအေးခံထားလိုက်ပါမယ်ခရမ်းချင်သီးပြုတ်ထားတဲ့ရေထဲမှာပဲအာလူကိုနူးတဲ့အထိဆက်ပြုတ်ထားလိုက်ပါမယ်ခရမ်းချင်သီးတွေအေးသွားပြီဆိုရင်တော့အခွန်လေးတွေအရင်ခွာလိုက်ပါမယ်ဒါဆိုရင်တော့ခရမ်းချင်သီးတွေကခွာပြီးတော့ပါပြီသူတွေကထွက်တဲ့အရေလေးတွေကိုပါပြန်ယူထားလိုက်ပါမယ်ခရမ်းချင်သီးတွေကိုအနှစ်ချက်တဲ့အခါမှာကြည်လွယ်အောင်လို့ဓာတ်နဲ့ခက်သီးသီးလေးလှီးထားလိုက်ပါမယ်ဆော့ကကြက်သွန်ဖြူစီချက်ထားတဲ့အထက်ကစီအနည်းငယ်ကိုပြန်ပြီးတော့အပူပေးလိုက်ပါမယ်စီပူလာပြီဆိုရင်တော့ကြက်သွန်အဖြူအနီးငရုတ်သီးမှုရောကြိတ်ထားတဲ့အနှစ်ကိုထည့်ပြီးတော့နည်းလေးမှုေးလာတဲ့အထိစီတက်ပေးပါမယ်စီတက်တာငရုတ်သီးကအယောင်လေးရင်းလာပြီငရုတ်သီးစီတက်အနံလေးလည်းမှုေးလာပြီဆိုရင်တော့ဆော့ကလှီးထားတဲ့ခရမ်းချင်သီးတွေကိုထည့်လိုက်ပါမယ်ပြီးသွားရင်တော့ငရုတ်သီးအနှစ်နဲ့တေချာလေးနှံ့အောင်မှုေးပြီးတော့ခရမ်းချင်သီးအနှစ်ချက်ပေးပါမယ်ရတာအတွက်ဟင်းရွက်မှုန့်ထည့်ပါမယ်စားထည့်ပါမယ်ဒီခရမ်းချင်သီးအနှစ်ကထမင်းတို့အာလူတို့နဲ့ရောနေမှာဖြစ်တဲ့အတွက်ရတာကိုတော့ပုံမှန်ထက်နည်းနည်းလေးပိုလေးပြီးတော့ချက်ပါမယ်ပြီးသွားရင်အကုန်လုံးကိုတခြားနှံ့အောင်မှုေးလိုက်ပြီးတော့ခရမ်းချင်သီးတွေကရေလေးတွေခန်းနေအထိအနှစ်ချက်ပေးပါမယ်ချက်နေနဲ့ခရမ်းချင်သီးလေးတွေကလိပ်ပြီးတော့အနှစ်လေးကျလာမယ်စီလေးပြန်လာပြီဆိုရင်တော့ခရမ်းချင်သီးအနှစ်ကရပြီဖြစ်ပါတယ်အနှစ်ရပါပြီဆိုရင်တော့ရတာအပေါ်ငံလေးတစ်ချက်မြည်ကြည့်ပြီးတော့ရတာအဆင်ပြေသွားပြီဆိုရင်ပြီးပိတ်လို့ရပါပြီဒါဆိုရင်တော့ခရမ်းချင်သီးအနှစ်ကရသွားပြီပဲဖြစ်ပါတယ်အနှစ်ချက်ပြီးသွားတဲ့အချိန်မှာအာလူပြုတ်ထားလဲနူးတဲ့လောက်ရှိသွားပါပြီတေချာဝါလို့အာလူလေးတွေကိုခရင်းနဲ့ထိုးပြီးတော့နူးမနူးလိုက်ဆန်းလိုက်ပါမယ်နူးသွားပြီဆိုရင်တော့ရေသွန်းလိုက်ပြီးတော့အာလူလေးတွေမြင်မြင်အေးသွားအောင်လို့ရေနဲ့လောင်းဆေးပြီးတော့မှအေးခံထားလိုက်ပါမယ်အာလူလေးတွေအေးသွားပြီဆိုရင်တော့အခွန်ခွာထားလိုက်ပါမယ်
အခုစီချက်စီကလည်းအေးသွားပြီဆိုတော့စီနဲ့အဖက်နဲ့ကိုပြန်ပြီးတော့ယိုးလိုက်ပါမယ်လိုရိုက်ပြင်ဆင်ပြီးသွားပြီဆိုရင်တော့အခုအာလူးထမင်းနဲ့စားပြီးတော့နေပါတော့မယ်အာလူးထမင်းတွေကနေတဲ့အခါမှာစီးနေအောင်နေထားမှစားလို့ကောင်းတာမို့လို့ဇလုံးထဲမှာမနေဘဲနဲ့အားရပါရနေလို့ရအောင်လို့ဘန်းနဲ့ကိုထည့်ပြီးတော့နေမှာဖြစ်ပါတယ်ထမင်းလေးစီးသွားအောင်လို့အရင်ဆုံးထမင်းကိုလက်နဲ့လိုက်ဖိပြီးတော့နေထားလိုက်ပါမယ်ပြီးတော့ရင်တော့အာလူးကိုကိုယ်စိတ်ကြိုက်ပမာဏခြေပြီးတော့ထည့်ပေးလိုက်ပါမယ်အာလူးကိုထမင်းနဲ့ရောမနေခင်မှာသူ့ဤပဲစီးသွားအောင်လို့ဘေးမှာဖြစ်ပြီးတော့တီချာလေးနေပြီးထားပါမယ်ပြီးတော့ရင်ခင်းကြည်သည့်အနှစ်ကလေးထည့်လိုက်ပါမယ်စီချက်ကိုတော့စီရောအဖက်ကိုထည့်ပြီးတော့နေပါမယ်ဟင်းရွက်မုတ်ထည့်ပါမယ်ချိုးမုတ်စားရဆိုချိုးမုတ်ထည့်လို့ရပါတယ်စားထည့်ပါမယ်ခရမ်းကျင်ဒီအနှစ်ကငန်းနေဆိုရင်တော့စားလျှော့ထည့်လို့ရပါတယ်ပြီးတော့ရင်အကုန်လုံးကိုတေချာနှံ့ပြီးတော့စီစီပိုင်ပိုင်လေးဖြစ်သွားတဲ့အထိနေပေးပါမယ်နေနေနဲ့ခရမ်းကျင်ဒီအနှစ်တို့စီချက်တို့ကလိုတယ်ဆိုရင်ထပ်ထည့်ပြီးတော့နေပါမယ်ကုန်တေချာနှံ့အောင်နေပြီးတော့ဆိုရင်အရသာအပေါ်ငံလေးတစ်ချက်မြည်ကြည့်လိုက်ပါမယ်အာလူးထမင်းတွေကခရမ်းကျင်ဒီအနှစ်လေးများပိုစားကောင်းတာမို့လို့ခရမ်းကျင်ဒီအနှစ်လေးနည်းနည်းထပ်ထည့်ပြီးတော့ထပ်နေလိုက်ပါမယ်အခုအကုန်လုံးလဲတမအောင်နေပြီးသွားပြီစီစီပိုင်ပိုင်လေးလည်းဖြစ်သွားပြီဆိုရင်တော့တပွဲစာလေးဖဲ့ပြီးတော့ယူလိုက်ပါမယ်ယူပြီးသွားရင်အခုပြထားသလိုလေးလုံးလိုက်ပြီးတော့ပွဲပြင်မှုအတွက်ပကံလေးကိုထည့်လိုက်ပါမယ်ခင်ဗျာပကံထဲကိုထည့်ပြီးသွားပြီဆိုရင်ကိုစိတ်ကြိုက်အရွယ်ပြပြဝိုင်းဝိုင်းလေးဖြစ်အောင်လိုက်ဖိပေးလိုက်ပါမယ်ပလိတ်တင်ပြင်ဆင်တဲ့အပိုင်းကတော့ကို idea ရှိသလိုကြည်ကောင်းအောင်စားခြင်းစွဲဖြစ်အောင်လို့ပြင်ဆင်လို့ရပါတယ်ခင်ဗျာပြီးသွားရင်ခန်းကျင်သည့်အနှစ်ကလေးအနှဲငယ်ကိုအပေါ်ကနေတင်ပေးလိုက်ပါမယ်ကျက်သွမျိုးစီချက်ကြိုက်တယ်ဆိုရင်လည်းစီချက်ကလေးပါတသက်ထပ်ထည့်ပြီးတော့စားလို့ရပါတယ်ဂျူးမြစ်တို့နည်းနည်းဘေးတို့ကတော့EP အောင်တွဲစားဖို့ပါဒီတစ်ခေါက်ကတော့ဂျူးမြစ်ဝယ်မရတဲ့အတွက်နည်းနည်းဘေးကိုပဲရေးဆေးပြီးတော့ဘေးကနေတင်ပေးလိုက်ပါတယ်ငုတ်တီးကြော်လေးကလည်းအာလူးထမင်းနေနဲ့အရင်လိုက်ပါတယ်မြေဘေးကတော့မြေဘေးကြော်လေးဖြစ်ရင်တော့ပိုကောင်းတယ်ပေါ့နော်အခုကတော့အလွယ်မြေဘေးလော်ပဲထည့်လိုက်ပါတယ်ဒါဆိုရင်တော့ရတာလည်းအရင်ရှိပြီးတော့စားလို့လည်းအရင်ကောင်းတဲ့အာလူးထမင်းနေလေးတစ်ပွေရရယူပဲဖြစ်ပါတယ်အခုလောက်ပြောက်သွားတဲ့အာလူးထမင်းနေရဆိုရင်ဝါရင်းကာလတက်တက်လို့စားရလူတွေအတွက်လည်းသဘောကျလောက်ပဲမီနူးတစ်ခုဖြစ်မယ်လို့ယူဆပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်